သာသနာတော်နှစ်2563နှစ်ကောဇာတက္ကရာ1382ခုနှစ်တဇောမုလဝိကျော်3ရက်2019ခုနှစ်နိုဝင်ဘာလ14ရက်ကြာသပတေးနေ့မန္တလေးဒေသကြီးချမ်းမြသာစီမြို့နယ်ချမ်းမြသာစီတောင်အကွက်903မြတ်နန္ဒဝန်ထမ်းအိယာဓမ္မယုံတွင်ဆင်ကျမပြုလို့အပ်သည်73ကြိမ်မြောက်မြတ်နန္ဒဝန်ထမ်းအိယာစခန်းဝန်ထမ်းမိသားစုများဤမဟာပုံကထိန်အကျိုးဓမ္မပူဇာအထုဓမ္မသဘင်အခမ်းအနား၌မြတ်နန္ဒဝန်ထမ်းအိယာတိုက်အမှတ်17မြေဆောင်100နှစ်မိဘများဖြစ်ကြသောဦးတင်မောင်တန်းဦးကျော်စိန်ဒေါ်ခင်ဝေလွင်တို့အားယေရှု၏မိခင်ကြီးဒေါ်နိနီအားအမှုထပြီးဦးကျော်လင်းအောင်ဒေါ်ဖြူသက်ကျော်သမီးမနွေနန္ဒလင်းမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားတော်ရှင်နန္ဒမထေရမြတ်ဤမတ္တရာစကားများအပိုင်း9တရားဒေသနာတော်ဘုရားဝတ္တဝိန္ဒရောစီများအနေနဲ့ရှင်အနန္ဒဆိုတာသိကြတာဖြစ်တယ်မြတ်စွာဘုရားနဲ့အနိကနှစ်ပေါင်း25နှစ်တာမြတ်အရေးပမာလိုက်ပါပြီးမြတ်စွာဘုရားရဲ့ဝေယဝိသများကိုတို့ဆောင်ခဲ့တဲ့အရှင်မြတ်ဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်မြတ်စွာဘုရားမရှိတော့တဲ့နောက်မြတ်စွာဘုရားဟောကြားထားတဲ့သုတ်တန်ဒေသနာတော်တွေကိုဥဆောင်ဥရဲ့ပြုပြီးသံဃာနာတင်တဲ့အခါမှာဧဝမေတုတံဆိုတဲ့စကားနဲ့စချပြီးတော့ပိဋက30နိကေ9ပြဓမ္မခန္ဓာပေါင်း8400နှုတ်တဲ့ရအောင်ဆောင်ခဲ့တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များလည်းဖြစ်တယ်။ဒါကြောင့်မို့သာသနာတော်မှာဘုရားဟောတဲ့တရားတော်တွေကိုတတိလိမ္မာပြီးဘုရားဟောတဲ့တရားတွေကိုနှုတ်တဲ့ဆောင်နိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်လို့ဓမ္မဗန္ဒကာရိကတရားဗန္ဒဆိုဖြစ်ထင်ရှားတဲ့အရှင်သူမြတ်ဖြစ်တယ်။ထိုရှင်မြတ်ရဲ့မတ္တရစကားတွေဟာတမိုးရှိတဲ့အဆုံးအမတရားတွေဖြစ်သည့်အတွက်မတ္တနာယူပြီးမိမိတို့ကိုယ်တိုင်ထိုကဲ့သို့အခြေအနေမျိုးဖြစ်အောင်ကြိုးစားအထောက်ခြင်းဖြင့်လူဘဝမှာကောင်းကျိုးချမ်းသာကိုလမ်းညွှန်မှုပြုနိုင်တဲ့သူတော်ကောင်းသူတော်မြတ်တို့ရဲ့အဆုံးအမတွေကိုရရှိပြီးဘဝလမ်းကြောင်းမတိမ်းဆောင်အောင်ကိုယ့်ကိုထိန်းချောင်းနိုင်ကြရမှာဖြစ်တယ်ဘဝလမ်းကြောင်းမတိမ်းဆောင်အောင်ထိန်းချောင်းနိုင်မှုဆိုတာအလွန်အရေးကြီးတဲ့ပင်ခရီးကိုသင်္ဘောလေးဖြင့်သွားတဲ့အခါမှာလေထံလို့လှိုင်းကြည့်ပြီဆိုရင်ဓမ္မကိုမြဲမြဲကြိုင်ပြီးကိုရောက်လို့တဲ့ခရီးကိုကြံ့ကြံ့ခိုင်ကရင်ဆိုင်ပြီးတော့သွားကြရတာဖြစ်တယ်ဘဝခရီးကရမယံခါပင်လယ်ထဲမှာသင်္ဘောနဲ့သွားရတဲ့ခရီးတဲ့ကြမ်းကောင်းကြမ်းလေအောင်အဲ့ဒီခရီးမျိုးကိုသွားတဲ့အခါမှာထိန်းကျောင်းနိုင်မှုဟာအဓိကဖြစ်တယ်ထိန်းကျောင်းဆိုတဲ့နေရာမှာသူများကိုထိန်းကျောင်းတာတဲ့ကိုယ့်ကိုထိန်းကျောင်းမှုအမှန်တမ်းအရေးကြီးတယ်ကိုယ့်ကိုထိန်းကျောင်းရမယ့်နိလန်းတွေကိုရှင်နန္ဒမထေရမြတ်ကမတ္တရာစကားအဖြစ်ပြောခဲ့တာဖြစ်တယ်ဘုရားဤတပိသာဝကတွေအားလုံးဟာကိုယ့်ဘဝကိုယ်ပဲပုံထိန်းကျောင်းကြရမယ်ဆိုတာဟုတ်မြတ်စွာဘုရားရဲ့အဆုံးအမမှာထင်ရှားရှိတာဖြစ်လို့ပထမ
မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသိအောင်ကြိုးစားခြင်းမှတ်သားနာယူခြင်းဒုတိယထိုတရားတော်များအတိုင်းလိုက်နာဆောင်ရွက်ခြင်းဆိုရယ်ဒီလုပ်ငန်းနှစ်ရပ်ပေါင်းစပ်ပြီးလုပ်နိုင်ပါသင်ယူခြင်းဆိုတဲ့လုပ်ငန်းကိုပရိယတ္တိလို့ခေါ်တယ်လူတိုင်းဟာသင်ယူခြင်းဆိုတာနဲ့စသင်ယူပြီးတဲ့အခါမှာလက်တွေ့ကျင့်သုံးခြင်းခဏခေတ်မှလည်းပဲဒါပဲပြောတာပဲ theory နဲ့ practical ဆိုတာလက်တွေ့လုပ်ဖို့ဟာနေရာတိုင်းမှာအရေးကြီးတယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာဘဝနေထိုင်နေပြည့်စုံစွာလမ်းညွှန်မှုပေးရုံများမကဘဝကလွတ်မြောက်ဖို့အတွက်ပါလမ်းကြောင်းတွေဖော်ဆောင်ပေးထားခဲ့တာဖြစ်တယ်ဘဝတန်တရားထဲမှာချမ်းသာတစ်ခုမှချမ်းသာတစ်ခုတို့ချမ်းသာပြီးချမ်းသာတစ်ခုမှချမ်းသာတစ်ခုတို့ကူးပြောင်းပြီးတန်တရားထဲမှာတက်တောင့်တက်တာနေခြင်းသေးတယ်ဆိုတဲ့ဘဝတဏှာရှိနေမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားအဆုံးအမနဲ့သွားမယ်အဆုံးအမတိုင်းလိုက်နာမယ်ဆိုရင်ဘဝခရီးဟာတမန်ဆင်းရဲဒုက္ခမြတာခံရပြီးအလွန်တက်တောင့်တက်တာဘဝခရီးကိုကျင့်နေနိုင်တာပဲဖြစ်တယ်လောကရန်ဘုံတိုင်းကြောင့်ဘလောက်ပဲကြမ်းကိုထိန်းချောင်းနိုင်ပြီဆိုရင်လောကရန်လှိုင်းလုံးကြီးတွေကိုကျော်လွှားသွားနိုင်တဲ့အနေအထားမျိုးတောင်ကြီးတော့ဘဝအောင်လှိုင်းကြီးတော့လေအောင်သွားလို့အလုံးကိုကျော်ဖြတ်သွားနိုင်တဲ့အဆုံးအမတရားတော်တွေအတိုင်းကြိုးစားအထောက်နိုင်ကြမှာဖြစ်တယ်ဒါကြောင့်အခုလိုတရားပွဲကျင့်ပပြီးတော့နာယူမှတ်သားကြတယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမစကားတွေကိုနားထောင်ပြီးသင်ယူခြင်းသာလည်းဖြစ်တယ်မြတ်စွာဘုရားကတရားဟောရမယ်ဆိုလို့ရှိရင်တတိပိစကားရှေးဥစွာပြောဆိုလေးမိတ်ကြားလေးရှိတာဓုကံသူနောထမနတိကရောထနားဆိုင်ပြီးထောင်မို့ရဲ့နှလုံးသွင်းဆင်ញင်မို့ရဲ့ဒီနှစ်ခုဟာအရေးကြီးတယ်သင်ယူခြင်းပဲဖြစ်တယ်ကျောင်းတွေမှာပဲဖြစ်ဖြစ်တက္ကသိုလ်တွေမှာပဲဖြစ်ဖြစ်လက်ချတစ်ခုလိုက်တယ်သင်ခန်းစာတစ်ခုသင်ယူတယ်ဆိုတဲ့နေရာမှာအရေးကြီးဆုံးကဘာလို့ဆိုရင်တတိနဲ့ပညာဆိုတဲ့စိတ်ရဲ့စွမ်းအားနှစ်ခုကိုသုံးချပြီးသင်ယူကြမှာတရားနာတဲ့အခါမှာလည်းပဲတတိနဲ့ပညာနှမျိုးလုံးကိုသုံးချတတိနဲ့အကြောင်းအရာတွေကိုမှတ်သားခြင်းနဲ့ပညာဖြင့်အတိပ္ပယ်ကိုနားလည်ခြင်းဆိုအဲ့ဒီနှစ်ခုနဲ့လူတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေရှင်နေရောက်အောင်လှုပ်ဆောင်နိုင်တာဖြစ်တယ်တတိမရှိဘူးဆိုရင်ဆုံးမတဲ့စကားလုံးတွေရင်ထဲရောက်လာမှာမဟုတ်ဘူးပညာမရှိဘူးဆိုရင်လည်းအဓိပ္ပာယ်ကိုနားလည်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ပညာပုပ္ပင်ကမာယတတိယပိစနဝါဒရဏသမထတာစကားလုံးတွေအသုံးနှုန်းတွေကိုမှတ်မိတာဟာပညာဥဆောင်တဲ့တတိနဲ့မှတ်သားကြရမှာဖြစ်တယ်အဓိကတတိနဲ့မှတ်သားကြရမှာဖြစ်တယ်တတိဟာအရေးကြီးတယ်ဘာအတွက်အရေးကြီးတုံးဆိုရင်အကြောင်းအရာတွေကိုဖော်ပြတဲ့မြတ်စွာဘုရားရဲ့အဆုံးအမစကားလုံးတွေကိုမှတ်သားဖို့လိုတယ်အနေနဲ့ပဲသိဖို့ကြတော့တတိပုပ္ပင်ကမာယပညာယအထဝါဘောဓနသမထတာစကလုံးရဲ့အဓိပ္ပာယ်လိုက်နာဆောင်ရမယ့်အနေထားဒီအချက်တွေကိုတော့တတိဥဆောင်တဲ့ပညာနဲ့သိအောင်ကြိုးစားရမှာဖြစ်တယ်။ပေါင်းလိုက်တော့တတိနဲ့ပညာနဲ့တတိဒီနှစ်ခုတွဲဖက်ပြီးတော့
စကလုံးလည်းမှတ်မိအောင်ကြိုးစားရမယ်ကျောင်းရာတွေလည်းမှတ်မိအောင်ကြိုးစားရမယ်ပြီးတဲ့အခါအဓိပ္ပာယ်လည်းနားလည်ရမယ်နားလည်ပြီးတဲ့အခါနောက်ထပ်ဖော်ဆောင်ရမယ့်ဟာအရာတော့ဘာလို့ဆိုရင်ဓမ္မနုဓမ္မပฏิပတ်တိလို့ခေါ်တယ်ဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးမှုပဲဖြစ်တယ်အဲ့ဒီအဆင့်ရောက်တဲ့အခါမှာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေရဲ့အကျိုးသက်ရောက်မှုနဲ့လူတွေရဲ့တဏ္ဍမှာအကျိုးဖြစ်ပေါ်မှုဆိုတာရနိုင်တာဖြစ်တယ်နာယုံနာမှတ်ယုံမှတ်သိယုံသိပြီးတဲ့နောက်မှာလက်တွေ့လိုက်နာကျင့်သုံးမှုမရှိဘူးဆိုရင်အကျိုးတရားကိုပြည့်ပြည့်ဝရရှိခံစားနိုင်ကြရမှာမဟုတ်ဘူးပေါ့ဒါကြောင့်မို့ပြည့်ပြည့်ဝခံစားဖို့အတွက်အသိပညာရဖို့အကြောင်းတရား၄မျိုးဆိုတာကိုလည်းမှတ်သားနာယူထားဖို့လိုအပ်တယ်အကြောင်းတရား၄မျိုးလူသားတွေအတွက်အမှန်မှအကျိုးပြုတဲ့အချက်၄ချက်ပညာရဖို့အတွက်အရေးကြီးဆုံးချက်၄ချက်ကဘာလို့ဆိုရင်နံပါတ်1ကတပုရိတာဝတ္တယအသိပညာရှိတဲ့ပုဂ္ဂိုလ်ကောင်းတွေတွေ့ဆုံခြင်းနဲ့ပုဂ္ဂိုလ်ကောင်းနဲ့တွေ့ဆုံခြင်းတရမသဝနာသူရဲ့ဟောပြောသင်ကြားပေးတဲ့မှန်ကန်တဲ့အဆုံးအမတရားပုဂ္ဂိုလ်နဲ့တွေ့မှမှန်ကန်တဲ့တရားကိုနာယူနိုင်မှာဖြစ်တယ်တွေ့ဆုံခြင်းကပထမသင်ယူခြင်းကဒုတိယနားနဲ့နားထောင်တာဟာသင်ယူခြင်းပဲဖြစ်တယ်တွေ့ဆုံတာကပထမသင်ယူခြင်းကဒုတိယအဲ့ဒီနှစ်ချက်နဲ့တင်ပြီးပြီလားဆိုတော့အဲ့ဒါရှေ့ပိုင်းတချမ်းမြတာပြီးနေသေးတယ်မိမိကိုယ်တိုင်လုံးဝမဲ့အချက်နှစ်ချက်ဒုတိယအကြောင်းနှစ်ချက်ကတော့ဘာလို့ဆိုလို့ရှိရင်ယောနိသောမနတိကာရဓမ္မနုဓမ္မပฏิပတ်တိသင်ယူထားတဲ့ဟောပြောထားတဲ့အမှန်တရားတွေပေါ်မှာမမှန်ကန်ကန်စဉ်းစားနားလည်ခြင်းတခု wise attention လို့ခေါ်တယ်ယောနိသောမနတိကာအဲဒီ wise attention လို့အသိဉာဏ်နဲ့စဉ်းစားပြီးတတိထားနိုင်မှုကပထမအကြောင်းဓမ္မနုဓမ္မပฏิပတ်တိမှန်ကန်တဲ့လမ်းကြောင်းအတိုင်းလျှောက်လန်းလိုက်နာမှုကျင့်သုံးမှုကစတုထအကြောင်းပေါင်းလိုက်တော့အကြောင်း၄ခုပဲเนาะပညာသင်ရင်လည်းဒီအကြောင်း၄ခုပဲဘာလို့ဒီအကြောင်း၄ခုဟာဓမ္မရေးကြည့်အဲ့ဒါကိုခြုံပြီးတော့ပြောလို့ရှိရင်နှမျိုးရဲနဲ့လည်းပြောလို့ရတယ်ပရတောခောတာသင်ကြားပေးတဲ့သင်ကြားပေးမှုပေါ့ဆရာသမားရဲ့သင်ကြားပေးမှုကပရတောခောတာထိုသင်ကြားပေးမှုကိုလက်ခံနှလုံးသွင်းနိုင်တဲ့ယောနိသောမနတိကာရဒုတိယအကြောင်းအဲ့ဒီမှာကျတော့အသိဉာဏ်ဖြစ်ပေါ်မှုကိုအဓိကထားတာဖြစ်အခုပြောတဲ့၄ချက်ကြားတဲ့အခါကျတော့လက်တွေ့တုပ်ဆောင်မှုပါလာတော့၄ချက်နဲ့ပြည့်စုံပြီဆိုတဲ့ပုဂ္ဂိုလ်ဟာအသိပညာအနေနဲ့တိုးတက်လာမှာပဲဖြစ်တယ်ပေါ့။ဘာပညာပဲသင်ဒီလိုအချက်၄ချက်နဲ့လှုပ်ဆောင်ရမှာဖြစ်တယ်။ဒါကို apply လုပ်တယ်လို့ခေါ်တယ်။မြတ်စွာဘုရားရဲ့ဆုံးမစကားဟာဘယ်နေရာပဲဖြစ်ဖြစ်အသုံးချလို့ရတယ်။စီးပွားစာသည့်ပညာဆိုရင်စီးပွားရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်နဲ့ဆုံတွေ့ခြင်းစီးပွားရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ရဲ့စီးပွားလုပ်ပုံလုပ်နည်းစနစ်ကိုနားထောင်သင်ယူခြင်းဒီအကြောင်းနှစ်ခုကရှေ့ကပြီးတဲ့အခါမှာကိုယ်တိုင်မမှန်ကန်ကန်စဉ်းစားခြင်းနဲ့လက်တွေ့လှုပ်ဆောင်ခြင်းဒီနှစ်ခုထည့်လိုက်လို့ရှိရင်စီးပွားရေးမှာအောင်မြင်တဲ့ပုဂ္ဂိုလ်ဖြစ်သွားအရာခတ်သိမ်းမှာမြတ်စွာဘုရားရဲ့အဆုံးအမလောကကောင်းကျိုးတွေမှန်သမျှကိုဖော်ဆောင်ပေးနိုင်တဲ့အချက်တွေကိုမြတ်စွာဘုရားဟောတာပဲဖြစ်တယ်ဒီအချက်တွေကဘယ်မှာရှိတာတော့ဆိုရင်လူတွေရဲ့တဏ္ဍမှာရှိမရှိသေးလို့ရှိရင်ရအောင်ရှာဒီအကြောင်းလေးကြောင့်နဲ့ပြည့်စုံမှသာလေလူသည်အသိဉာဏ်ထက်မြက်ပြီးကောင်းကျိုးချမ်းသာတွေကိုရနိုင်မှာဖြစ်တယ်
အဲ့ဒီမှာလက်တွေ့လှုပ်ဆောင်ခြင်းဆိုတာမရှိသေးသမျှကလပ်ပတ်လို့ကောင်းကျိုးချမ်းသာအပြည့်အဝရမှာမဟုတ်ဘူးဒါကြောင့်တရားပွဲလုပ်ပြီးတရားနာတယ်ဆိုတဲ့အခါမှာနံပါတ်1သဗ္ဗုရိတဝတ္တယနံပါတ်2တတ္တမသဝနာဒီနှစ်ခုရရှိပြီးဆက်ပြီးတော့လုပ်ရမှာကယောနိသောပနတိကာရနဲ့ဓမ္မနုဓမ္မပฏิပတ္တိအဲ့ဒီနှစ်ခုဆက်လက်ပြီးတော့ဖော်ဆောင်ရမှာဖြစ်တယ်ဒီလိုဖော်ဆောင်မှကောင်းကျိုးချမ်းသာတွေရနိုင်မယ်ဆိုတာကိုမှတ်သားထားဖို့အဲ့တော့ရှင်နန္ဒမထေရမြတ်ကအမတ်တရားစကားတွေပြောတဲ့အခါမှာအခါအားလျော်စွာပြောသွားတာတဏှာထဲမှာပြောတာတော့မဟုတ်ဘူးဒါကြောင့်မို့လူလောကမှာကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့အရည်အချင်းတွေကောင်းတဲ့အရည်အချင်းတွေရဖို့မလိုအောင်လေခုနပြောတဲ့အချက်၄ချက်ထဲမှာနံပါတ်1နံပါတ်2ကိုဦးစားပေးပြီးတော့ရှင်နန္ဒပြောဆိုခဲ့တဲ့အမတ်တရားစကားလေးကိုရှေးဥစွာနားထောင်ကြည့်အဲ့ဒီနှစ်ချက်ဟာနံပါတ်1နဲ့နံပါတ်2ဆိုအရေးကြီးတယ်ဒါရှိမှနံပါတ်3နဲ့နံပါတ်4ဆိုတာလည်းဖြစ်ပေါ်လာနိုင်တယ်အဲ့တော့ရှင်နန္ဒကဘာမေးရှိခဲ့တယ်လဲဘဟုတုတံဓမ္မတရံသဗ္ဗညံဗုဒ္ဓသာဝကံဓမ္မဝိညာဏမကင်ခံတံပစီထတထဝိဒံတန်တရားဝဆင်းကလွတ်ပြီးနိဗ္ဗာန်ချမ်းသာကိုရချင်သလားဘဝမှာဒုက္ခတိဘဝလို့ခေါ်တဲ့အောက်တန်းနောက်တန်းကြပြီးဆင်းရဲဒုက္ခများလာတဲ့ငရဲတရိစ္ဆာန်ပြိတ္တာအတုရကေဆိုတဲ့အပေလေးပုံကလွတ်ပြီးလူဘုံနတ်ဘုံဆိုတဲ့ချမ်းသာဒုက္ခရှိတဲ့ဘုံမျိုးကိုရောက်ချင်သလားသို့မဟုတ်ဘုံဘဝတွေအားလုံးကိုစွန့်ပြီးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုချင်သလားဆိုအစိုးရနေအကောင်းကိုသွားတဲ့ပုဂ္ဂိုလ်တိုင်းဟာဘယ်လိုမိတ်ဆွေမျိုးနဲ့တွေ့ဖို့လိုသလဲဆိုဘဟုတုတံဘဟုဆိုတာများစွာတုတ္တသင်ယူထားတဲ့ပုဂ္ဂိုလ်လောကီဘဟုတုတ္တလောကုတ္တရာဘုတုတ္တလောကီမှာစီးပွားရေးတိုးတက်ခြင်းလောကီဘဟုတုတ္တတန်တရားဝဆင်းကလွတ်ဖို့ဆိုလို့ရှိရင်ဓမ္မဘဟုတုတ္တသီလလို့စောင့်တည်ရတယ်သမာဓိလို့ပွားများရမယ်ဝိပဿနာတရားဘယ်လိုအားထုတ်ရလဲဆိုတော့ဘယ်လိုစိတ်ကောင်းနှလုံးကောင်းထားရတယ်ဒါနကောင်းမှုပြုရင်ဘယ်လိုပြုရမယ်သီလစောင့်တည်ရင်ဘယ်လိုစောင့်တည်ရမယ်ဒါနသီလရဲ့အကျိုးကဘယ်လိုရှိတယ်ဆိုတဲ့ကောင်းတဲ့အလုပ်တွေကိုညွှန်ပြနိုင်တဲ့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုများစွာသိတဲ့ဘဟုတုတ္တခဏခေတ်စကားနဲ့ပြောလို့ရှိရင်မြတ်စွာဘုရားရဲ့ပိဋကစာပေတွေဘုရားဟောတဲ့တရားတော်တွေအများဆုံးတတ်သိတဲ့ပုဂ္ဂိုလ်ကိုစိကပါလို့ဆိုလို့နော်ဘဟုတုတ္တရှိတဲ့တရားရှိတဲ့ပုဂ္ဂိုလ်ဘဟုတုတ္တဆိုတဲ့နေရာမှန်မှန်ကန်ကန်ဘဟုတုတ္တရှိတဲ့ပုဂ္ဂိုလ်စိကခိုင်းတာတောင်တဆမြောက်တဆမှန်မှန်ကန်ကန်မဟောနိုင်တဲ့လမ်းညွှန်မှုမပေးနိုင်တဲ့ပုဂ္ဂိုလ်သွားစိကမိလို့ရှိရင်ဒုက္ခရောက်တတ်သေးတယ်ဒါဒေရီဆရာတော်ကြီးတတိပေးတာတပိုင်းရောင်ကျက်စာရရုံနဲ့ခက်ပါလားသမောညာစာတို့ပေတို့လေးတွေကျက်ပြီးတော့ဆရာလုပ်တဲ့လူမျိုးကလည်းရှိသေးတယ်အဲ့လိုမဟုတ်ဘဲနဲ့ထဲထဲဝင်တိတိပပမြတ်စွာဘုရားဟောတဲ့ဆုံးမတရားတော်တွေကိုလွဲမှားမှုမရှိအောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တွေမြန်မာနိုင်ငံမှာအများကြီးရှိတယ်ဒီမန္တလေးမှာဆိုအများကြီးရှိတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေနဲ့ကိုယ်တကယ်လုံးချင်ပြီဆိုရင်ဒါနကောင်းမှုဘယ်လိုလုပ်ရမလဲသီလဘယ်လိုစောင့်တည်ရတယ်စနစ်တကျလှူနီးတန်နီးသီလစောင့်တည်နီးကမ္မထာဘာဝနာဘယ်လိုအားထုတ်ရမလဲနိဗ္ဗာန်ရောက်ကြောင်းတရားဘယ်လိုမှစစ်မှန်ဖြစ်တယ်ဆိုတာတွေကိုသိရှိနားလည်အောင်သင်ယူခြင်းသင်ယူနိုင်ဖို့အတွက်
တတိလိမ္မာတဲ့ပုဂ္ဂိုလ်ချင်းကပ်ပါဓမ္မထရံဘုရားဟောတဲ့တရားတော်တွေကိုယဉ်နဲ့နှလုံးထဲမှာဆောင်းထားတယ်ဆောင်းထားတယ်ဆိုတာနှုတ်နဲ့လည်းရတယ်အဓိပ္ပာယ်လည်းသိတယ်ကိုယ်တိုင်လည်းကျင့်သုံးနေတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရဘောဓုတအများကြီးသင်ထားပြီးဓမ္မတရသင်တော့သင်တယ်သိတော့သိတယ်ကိုယ်ကိုယ်တိုင်မကျင့်သုံးဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးကလည်းပဲမှန်ကန်အောင်လမ်းညွှန်နိုင်မှာမဟုတ်ဘူးဒါကြောင့်သင်ထားပြီးတော့တတိလိမ္မာတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်မြတ်စွာဘုရားတရားတော်တွေကိုကိုယ်တိုင်သင်ယူသိရှိနားလည်ပြီးကျင့်သုံးနေတဲ့ပုဂ္ဂိုလ်မျိုးလည်းဖြစ်ရမယ်လက်တွေ့လုံးနေတဲ့ပုဂ္ဂိုလ်ဖြစ်ရတပ်ပညာဗုဒ္ဓသာဝကံတရားတွေကရရှိလာတဲ့အသိပညာနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားရဲ့တပည့်သာဝကတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဓမ္မဝိညာဏမခင်ခံဘာရွယ်ချက်နဲ့ချင်ကြရမလဲဆိုဘုရားဟောတဲ့တရားတွေသိဖို့သိချင်တဲ့ဆန္ဒဓမ္မဝိညာဏဓမ္မနဲ့ပတ်သက်ပြီးတော့သိလို့တဲ့အသိဉာဏ်အတွက်အာကင်ခလိုလားတောင့်တပြီးတော့တံပစေထတထာဝိဒံအဲ့လိုပုဂ္ဂိုလ်မျိုးကိုစိကပ်ပါလို့ဒီလမ်းညွှန်ချက်ဟာအစပင်ဖြစ်တော့လေအရေးကြီးတဲ့လမ်းညွှန်ချက်ဖြစ်တယ်အဲ့တော့ခုနပြောတဲ့အချက်၄ချက်ထဲမှာသပ္ပုရိသဝတ္တယတတ္တမသဝနာဆိုတာနှစ်ခုကိုခြုံငုံပြီးတော့ပြောလိုက်တဲ့စကားတစ်ခုဒါအလွန်ရေးကြည့်တယ်အလွန်ရေးကြည့်တဲ့အချက်ကိုဘောဓုတရှိပြီးတရားဓမ္မကျင့်သုံးနေတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ရဲ့ထံကနေပြီးတရားသိလို့တဲ့ဆန္ဒနဲ့ချင်ကပ်ပါလို့ဆိုလို့တယ်နော်တခြားဆန္ဒနဲ့မဟုတ်တရားသိလို့တဲ့စိတ်ဆန္ဒနဲ့ချင်ကပ်ပါအဲ့လိုချင်ကပ်မှာလူကျင်တဲ့အည်သွေးတွေကိုယ်မှရောက်မှာဖြစ်တယ်ဒါကိုရှင်နန္ဒမထေရမြတ်ကအမှတ်တရစကားအနေနဲ့တတိပေးဆုံးမတာဖြစ်တယ်လောကမှာဒီပုဂ္ဂိုလ်မျိုးဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဘယ်လိုရည်ချင်းရှိသလဲဆိုတာဒီလိုပုဂ္ဂိုလ်မျိုးကဘယ်လောက်ထိအောင်လောကကိုအကျိုးပြုသလဲဆိုတာကိုဆက်လက်ပြီးတော့မိန့်ချတဲ့စကားပါတော့ဘဟုတုတောဓမ္မတရောကောတရခောမဟေတိနောသက္ခုတဝတ္တလောကတပုစနိယောဘဟုတုတောမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေနဲ့ပတ်သက်ပြီးတော့တတိလိမ္မာတဲ့ပုဂ္ဂိုလ်များစွာတတိတဲ့ပုဂ္ဂိုလ်ဘုရားတရားတော်တွေပိဋကတ်3သွေနိကေ9ပြားဓမ္မခန္ဓာပေါင်း8400ရှိတယ်အဲ့လိုမြောင်းမြောင်းတဲ့တရားဓမ္မတွေအများကြီးသိတဲ့ပုဂ္ဂိုလ်မျိုးဓမ္မတရားကိုနှုတ်တဲ့ဆောင်းရမြတ်မကကိုယ်တိုင်ကျင့်သုံးလို့ယဉ်ထဲမှာတရားရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာကောတရခောမဟေတိနောမြတ်စွာဘုရားဟောသမျှစကလုံးတွေကိုယရဏပစ္စည်းတွေကိုထိမ့်သိမ်းဆောင်ရှောက်သလိုမြတ်စွာဘုရားဟောသမျှဓမ္မယရဏတွေကိုထိမ့်သိမ်းဆောင်ရှောက်သူဖြစ်တဲ့ဘောဓုတရှိတဲ့ပုဂ္ဂိုလ်မျိုးဟာတဲ့သက္ခုတဝတ္တလောကတလောကကြီးတစ်ခုလုံးရဲ့ပြလုံးပါပဲလူခန္ဓာကိုယ်မှာကြည့်လိုက်လေလူခန္ဓာကိုယ်မှာနောက်စီကလည်းမြင်လို့မရဘူးနားကလည်းမြင်လို့မရဘူးနှစ်ဖူးကလည်းဘာမှမြင်မှာမဟုတ်ဘူးရင်ဘတ်ကလည်းဘာမှမမြင်ဘူးခြေထောက်တို့ခြေမျက်စိတို့လည်းဘာမှမြင်မှာမဟုတ်ဘူးမြင်တာကပဲအမြင်တို့မျက်စိကပဲမြင်လောကမှာကိုလျှောက်လန်းနဲ့လန်းကိုသွားတဲ့နေရာကိုလှုပ်နေတာကိုမြင်နိုင်တာဟာမျက်စိပဲဖြစ်တယ်ဒီနေရာမှာမျက်စိနဲ့မြင်တဲ့အမြင်နဲ့ပို့ပြီးတော့မြင်နိုင်စွမ်းရှိတာကပညာပဲဖြစ်တယ်မျက်စိရှိမှမြင်ရတယ်ပညာရှိတော့မြင်ရတယ်ပညာမျက်စိနဲ့အမြင်နဲ့မျက်စိနဲ့ကြည့်တဲ့အမြင်တွေဟာကွဲပြားခြားမှာမျက်စိနဲ့ကြည့်လို့ရှိရင်တခြားမဲ့မြင်မယ်ဥပမာကိုမျက်စိနဲ့ကြည့်လိုက်တယ်လူတယောက်ကိုရှေ့ကပဲမြင်ရမယ်နောက်ကမမြင်အောင်
အိမ်ကြည့်ရင်လည်းတခြားပဲမြင်ရမယ်နောက်ပိုင်းကိုမြင်နိုင်ဘူးသစ်ပင်ကြည့်ရင်လည်းတခြားပဲမြင်တယ်မျက်လုံးရဲ့မြင်နိုင်မှုဟာတခြားများတာမြင်ပညာနဲ့ကြတော့အပြည့်အဝမြင်တယ်ပြေဝမြင်ဒါကြောင့်ပညာကိုမျက်လုံးနဲ့တင်စားပြီးတော့ပြောတဲ့စကားစက္ခုတပ္ပတလောကတပညာရှိတဲ့ပုဂ္ဂိုလ်ဝိသုဒ္ဓရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့လောကရဲ့မျက်လုံးပဲလူတွေအမှန်အမှားလို့တင်တာနဲ့မလို့တင်တာခွဲခြားသိဖို့ဒီပညာမျက်စိဆိုတာအဲ့ဒီပညာရှိတဲ့ပုဂ္ဂိုလ်မှသိနိုင်တာဖြစ်တယ်ဒါကြောင့်မို့ပညာဟာမျက်လုံးပဲလို့ဒီလိုဆိုလို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာလည်းလောကရဲ့မျက်လုံးပဲလောကလူတွေအမှန်အမှားလို့တင်တာမလို့တင်တာခွဲခြားသိတာအဲ့ဒါကြောင့်စက္ခုတပ္ပတလောကတလောကကြီးတစ်ခုလုံးရဲ့မျက်လုံးတစ်ဖွဲ့ဖြစ်တယ်ပူဇနီယောဘဟုတုတောမျက်လုံးတစ်ဖွဲ့ဖြစ်တဲ့အတ္တပညာထိုဓမ္မနဲ့ပတ်သက်တဲ့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုများစွာသင်ပြီးသိတဲ့ပုဂ္ဂိုလ်ဟာလောကမှာပူဇော်ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဂုဏ်ပြုတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီလိုဆိုလိုတာနော်အဲ့တော့ဘုဒ္ဓရရှိတဲ့ပုဂ္ဂိုလ်စိကအဲ့ဒီဘုဒ္ဓရရှိတဲ့ပုဂ္ဂိုလ်ဟာလောကရဲ့မျက်လုံးတစ်ပွဲဖြစ်တယ်ဒါကြောင့်မို့သူ့ကိုအလေးထားရမယ်အလေးထားတဲ့နဲ့လို့ပြောဒါတပည့်တာဝကတွေကဆရာကိုအလေးပြုတယ်သာသမီတွေကမိဘကိုအလေးပြုတယ်ဆိုတာကိုကျေးဇူးကိုမြတ်မှန်းပြီးတော့အလေးပြုကြအခုလိုဘုဒ္ဓရရှိတဲ့ပုဂ္ဂိုလ်လေးစားတယ်လို့ဆိုတဲ့နေရာသူ့ရဲ့အရည်ချင်းဟာအကောင်းနဲ့ဆိုအကြောင်းနဲ့အကျိုးခွဲခြားသိုံများမကလုံးတဲ့နာနဲ့မလုံးတဲ့နာလုံးတဲ့နာနဲ့ရှောင်တဲ့နာဆောင်းတဲ့နာနဲ့ရှောင်တဲ့နာကိုယ်ကိုယ်ပြပြသိပြီးတော့လမ်းညွှန်မှုပြုနိုင်တဲ့အနေအထားဖြင့်ဒီပုဂ္ဂိုလ်ဟာအလေးထားလိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုလိုတာအလေးထားရမယ့်ပုဂ္ဂိုလ်ကိုအလေးထားရမယ်စိကကိုယ်ွယ်တာလေးထားတာအားထားတာသူ့ရဲ့ဆုံးမအရာကိုယူတာဒါကိုသွန်သင်ပြတာဆုံးမပြီးတာမင်္ဂလာတရားတွေမှာလည်းပဲဒါပါပြီးသားပဲလေပူဇာစပူဇနေယနံဆိုတာပူဇော်ရတဲ့ပုဂ္ဂိုလ်ပူဇော်လေးစားတဲ့ပုဂ္ဂိုလ်လေးစားမှအသိပညာတွေကိုမှတိုးတက်ရရှိလာတယ်အဲ့ဒါအသိပညာရခြင်းအကြောင်းတရားတွေဖြစ်တယ်လို့ရှန္ဒနာမထေရမြတ်ကလောကလူသားတွေအရေးကြီးတဲ့တိုးတက်ဟာတိုးတက်ကြောင်းကိုလမ်းညွှန်မှုပေးတဲ့အနေနဲ့ဒီစကားတွေကိုပြောဆိုခဲ့တာဖြစ်တယ်အဲ့တော့ဘာလို့အောင်လဲအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့တွေ့ဆုံပြီးတဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်မျိုးတွေနဲ့သူတို့ကိုရိုသေလေးစားတယ်ဆိုတာအလေးပြုတယ်ဆိုတာသူတို့ကိုတန်ဖိုးထားပြီးတော့သူတို့စီကအဆုံးအမတွေကိုအမတ်တမဲ့မနေပဲရအောင်ယူလာတဲ့အခါမှာသူ့ရဲ့အဲ့ဒီလိုင်းလာတဲ့ပုဂ္ဂိုလ်ဟာဘလို့တိုးတက်လာနိုင်တယ်လဲလောကမှာနှိမ့်ကြတဲ့ဘဝကနေပြီးမြင့်မြတ်တဲ့ဘဝဒုက္ခရောက်တဲ့ဘဝကနေပြီးတော့ချမ်းသာဒုက္ခပြေဝတဲ့ဘဝမျိုးဒီဘဝနဲ့ဒီဘဝတစ်ဆင့်ပြီးတစ်ဆင့်မြင့်သွားအောင်ဘယ်သူကပို့ဆောင်ပေးနိုင်တယ်လဲဆိုရင်ဓမ္မဆိုတဲ့အမှန်တရားကသာပို့ဆောင်ပေးဆိုတော့လူတွေချမ်းသာဒုက္ခရအောင်ဘယ်သူကဆောင်ရွက်ပေးနိုင်လို့ဆိုရင်လက်တွေ့ဘဝမှာကြည့်မယ်ဆိုရင်လုံလဝိရိယရဲ့အသိပညာရဲ့ဒါတွေကလူတွေတိုးတက်ချီးပွားလာအောင်အသိပညာလည်းရှိမယ်လုံလဝိရိယလည်းရှိမယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဘဝမှာတိုးတက်လာအဲ့တိုးတက်အောင်ဘယ်သူကလှုပ်ထားတော့ဆိုရင်ဒီဓမ္မကလှုပ်ထားလုံလဝိရိယနဲ့ပညာကိုဓမ္မလို့ခေါ်တာပဲနော်နိဗ္ဗာန်ရောက်ခြင်းလည်းနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့တရားဆိုတာသမ္မာဒိဋ္ဌိမှန်ကန်စွာမြင်ခြင်းသမ္မာသင်္ကပ္ပမှန်ကန်စွာတွေးတောနိုင်ခြင်းနဲ့သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုမှန်ကန်တဲ့စိတ်ဆိုင်မှုနဲ့မှန်ကန်တဲ့တည်ငြိမ်မှုဆိုတဲ့ဒါရီနဲ့အလုံးလုံးပြီးဆိုတဲ့အခါကိုချင်းသီလကောင်းဖို့လိုတဲ့အခြေခံအားဖြင့်
သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့သီလပေါ်မှာယက်တည်ပြီးတော့ကြိုးစားအထောက်အဲ့လိုကြိုးစားအထောက်မှုဓမ္မလမ်းကြောင်းအတိုင်းရှောက်လန်းပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဘယ်တော့မှအောက်တန်းနောက်တန်းရောက်ပြီးတော့ဆိုးပြပြတာမရှိဘူးတဲ့တဘွားနဲ့တဘွားတိုးတက်သွားမှသာဖြစ်တယ်အဲ့ဒီအကျိုးကျေးဇူးတွေကိုအကျိုးကျေးဇူးတွေကိုရရှိနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားဒေသနာတော်ကနေထုံးလုပ်ပြီးရှင်နန္ဒာကဘယ်လိုမေးရှိတော့ဆိုဓမ္မရမောဓမ္မရတောဓမ္မအနုဝိစိတ်တရားကိုယ့်ဘဝမှာနေတဲ့အခါမှာဓမ္မရမတမန်ပုဂ္ဂိုလ်တွေအနေနဲ့ဓမ္မရမဆိုတာဓမ္မအာရမတရားဆိုရပျော်မွေးရဘာနဲ့ပျော်မွေးတော့ဆိုတရားနဲ့ပျော်မွေးတယ်တရားဆိုတာဘယ်ဟာကိုပြောတာတော့ဆိုအခြေခံအဖြစ်ပြောမယ်ဆိုရင်ကုသိုလ်ကမ္မပဒတရား7ပါးနဲ့ပျော်မွေးတယ်လို့သူပြောလို့ရတယ်ကုသိုလ်ကမ္မပဒတရား7ပါးဆိုတာဘာတော့သူများတက်ကတတ်ခြင်းမှရှောင်ခြင်းသူများဥစ္စာခိုးခြင်းမှရှောင်ခြင်းသူဘာတမယပြစ်မှားခြင်းမှရှောင်ခြင်းဆိုတဲ့ရှောင်ခြင်းမှုဆိုတဲ့ကာယကံရှောင်ခြင်းမှုကာယတုစရိုက်3ပါးအဲ့ဒီရှောင်ခြင်းမှုဆိုတဲ့တရားအပေါ်မှာပျော်မွေးတယ်အဲ့ဒီတရားနဲ့ပျော်မွေးတယ်ဘုဒ္ဓဝါဒပိတုနာဝါစာတမ္ပပလပဖရုဒဝါစာတမ္ပပလပဆိုတဲ့နှုတ်တဲ့ပတ်သက်တဲ့ဒုစရိုက်တွေကရှောင်ခြင်းမှုလို့ဆိုတယ်ဝစီတုစရိုက်ကမ္မပဒတရားနဲ့လည်းပဲပျော်မွေးတယ်အနဝိဇ္ဇာအပြပါဒသမ္မာဒိဋ္ဌိလောဘဖြင့်သူများပစ္စည်းကိုမတွေ့တော့ခြင်းအပြပါဒမေတ္တာထားနိုင်ခြင်းသမ္မာဒိဋ္ဌိကံကံရေးကျိုးလက်ခံခြင်းဆိုတဲ့မှန်ကန်တဲ့အမြင်အဲ့ဒီတရားနဲ့ပျော်မွေးပြီးနေမယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာအပယ်လေးပုံကနေဘယ်တော့မှအပယ်လေးပုံမရောက်ဘူးဒီတရားကသူ့ကိုကာကွယ်ပေးထားမှာနော်ဒီတရားရဲ့စောင့်ရှောက်မှုကြောင့်သူဟာဘယ်တော့မှပဲဖို့မရောက်ဘူးလူဘုံနတ်ဘုံရောက်တဲ့အခါမှာလည်းပဲပြည့်စုံတဲ့လူဘဝနတ်ဘဝမျိုးရောက်ရှိလာမှာဒါနကောင်းမှုကဆင်းရဲမွဲတေမှုကစောင့်ရှောက်ပေးနိုင်တယ်သီလကနော်ဆင်းရဲဒုက္ခရောက်ခြင်းအမျိုးစုံမှကာဝယ်စောင့်ရှောက်ပေးအသက်တိုးခြင်းဆင်းရဲဒုက္ခရောက်ခြင်းအမျိုးစုံဆင်းရဲဒုက္ခမျိုးစုံနဲ့တွေ့ခြင်းမှသီလကစောင့်ရှောက်မကောင်းတဲ့ဒုက္ခဘုံတို့ကြားရောက်ခြင်းမှသီလကစောင့်ရှောက်ပေးတယ်ဘာဝနာဖြင့်အသိဉာဏ်ကင်းမဲ့တဲ့ဘဝမျိုးကနေပြီးစောင့်ရှောက်ပေးတယ်ဆိုတရားရဲ့စောင့်ရှောက်မှုတွေအများကြီးပဲအဲ့တရားနဲ့ပျော်မွေးတဲ့ပုဂ္ဂိုလ်တရားကစောင့်ရှောက်မှာဖြစ်တယ်အဲ့တော့တရားနဲ့ပျော်မွေးတယ်ဆိုတာအဲ့ဒီတရားတွေကိုလက်တွေ့ဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဓမ္မရမောဓမ္မလေးမွေးလျော်ရရှိတယ်ဓမ္မရတောတရားဓမ္မ၌ပျော်မွေးတယ်ဓမ္မအနုဝိစိတ်တရားဓမ္မအနုဝိစိတ်တရားဓမ္မကိုပဲချိန်ကာလအလျော်စွာစဉ်းစားပြီးဆင်ခြင်သုံးသပ်တယ်အဓမ္မကိုဖယ်လှန်ပြီးတော့ဓမ္မကိုသာဆွဲဆွဲမြဲမြဲကြံစည်စိတ်ကူးလိုက်နာပြုံးမွေးတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်ဒီလိုဆိုလို့တယ်ပေါ့ဓမ္မအနုတ္တရံဘိက္ခုဓမ္မကိုသာတတိရှိနေပြီးအဓမ္မကိုဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်ဟာတတ္တမနပရိဟာယတိသူတော်ကောင်းတရားကနေပြီးတော့ဘယ်တော့မှနော်ဆုပ်ယုပ်ပြပြသွားမှာမဟုတ်ဘူးလို့အမြဲတမ်းကောင်းတဲ့အရေးချင်းတွေဟာတိုးတက်နေမှာပဲဖြစ်တယ်လို့ဒီလိုဆိုလို့လေပေါ့ဒါကြောင့်မို့ဘဝမှာဘုန်းကြီးတို့တွေဘယ်လိုနေကြမလဲဆိုအခြေခံကြဆုံးသူစရိုက်တရားအဲ့ဒါနဲ့ပျော်မွေးအောင်နေဖို့လိုတယ်သီလနဲ့ပျော်မွေးအောင်နေဖို့လိုတယ်ဒါနနဲ့ပျော်မွေးအောင်နေဖို့လိုတယ်တတိပညာတိုးပွားတိုးတက်ရဘာဝနာတရားနဲ့ပျော်မွေးအောင်နေဖို့လိုတယ်အဲ့ဒီကြလို့ရှိရင်တော့သူတော်ကောင်းတွေရဲ့အကြီးချင်းသူတော်ကောင်းတွေရရှိတဲ့တရားမျိုးကဘယ်တော့မှ
ကင်းကွာပြီးဆွေးပြပြသွားမှာမဟုတ်ဘူးလို့ဒါရှင်အနန္ဒာဆုံးမတဲ့အနေနဲ့ဒီလိုမိန့်ချခဲ့တာဖြစ်အဲ့တော့ချင်းချုပ်ပြောလိုက်မယ်ဆိုရင်ဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်ပေါင်းမှာသိပညာတတ်မြတ်တဲ့တရားဓမ္မကိုသိတဲ့ပုဂ္ဂိုလ်နဲ့ပုဂ္ဂိုလ်ကိုဆင်ကပ်ပါအဲ့ဒီပုဂ္ဂိုလ်မျိုးဟာလောကရဲ့မျက်လုံးတစ်ဖွဲ့ဖြစ်လို့အရာရာအာကိုလိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်အာကိုပါဒီလိုဆိုလိုတာအာကိုခြင်းဖြင့်သူတော်ကောင်းတရားတွေကဘယ်တော့မှဆွေးမသွားဘူးသာဝရကောင်းတဲ့အရေးချင်းတွေကိုယ်တဏ္ဍမှာပြည့်စုံပြီးသူတော်ကောင်းတရားတွေတိုးတက်လာပြီးဘဝဟာလည်းအဆင့်မြင့်တဲ့မြင့်သွားမှာပဲလို့ဒီလိုဆိုလိုတာပေါ့နော်ဟုတ်ပြီဒီဆုံးမတွေအတိုင်းမလိုက်နိုင်တဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေလဲအဲ့ဒီပုဂ္ဂိုလ်တွေလည်းလိုက်နိုင်အောင်ရှင်နန္ဒာကအမှတ်တရစကားနဲ့ဆုံးမဩဝါဒပေးတာတော့ဘာလို့ဆိုလူများစုလူအများစုကဘယ်လိုအခြေအနေရှိတော့လူများစုရဲ့အခြေအနေကိုဖော်ပြတဲ့အနေနဲ့ကာယမစ္စေရကရုဏောဟေယမာနိအနုတ္ထေတရိရဒုက္ခခိတ္တတာကုနောကုတောသမနဒုက္ခတာအဓိကတော့ယဟန်တွေကိုဥတီပိပြောတဲ့စကားဖြစ်လို့လူပုဂ္ဂိုလ်တွေနဲ့လည်းသက်ဆိုင်တယ်လို့ဒီလိုမှတ်ရပြောလိုက်တဲ့စကားပါတော့ဆိုကာယမစ္စေရကရုဏောကောင်းတဲ့အလုပ်ကိုလုပ်ဖို့ရကြတော့ကိုယ်ခန္ဓာကိုညာတာအဲ့ဒါကိုခန္ဓာကိုယ်ကိုနှမျောတယ်လို့ခေါ်တယ်ကာယမစ္စေရကာယမစ္စေရဆိုကိုယ်ကိုညာညနေဥပုသ်ဆောင်ရမယ်ဆိုရင်ညနေဘိုက်စားတယ်မနေနိုင်ဘူးဆိုတာကိုယ်ညာလိုက်တာပဲလေဘိုက်စားတာအောင်ဤတိခံမှုမလုံးနိုင်မှုဆိုလို့ရှိရင်ကိုယ်ကိုညာလိုက်သည့်အတွက်ကြောင့်ဥပုသ်ဆောင်ခြင်းဆိုတဲ့ကုသိုလ်မရလိုက်ဘူးမရဝိယဝိသလုပ်မယ်ဆိုရင်ပင်မနဲ့ပင်မမခံနိုင်လို့ဆိုပြီးကိုယ့်ကိုညာလိုက်တယ်အေးစေးစေးတက်တက်သားသားနေခြင်းနဲ့တကယ်မို့ပင်မနဲ့အလုပ်ဆိုရှောင်းနေအဲ့ဒါကိုယ့်ကိုညာနေတာလို့ခေါ်တယ်နော်စာကြဲရမယ်ဆိုလို့ရှိရင်လည်းမချက်ချင်ဘူးညာတယ်ပရိယရမယ်ဆိုရင်မရွတ်ချင်ဘူးညာတယ်ဖျားရှိခိုးရမယ်ဆိုရင်မခိုးချင်ဘူးညောင်းတယ်ညာတယ်တရားထိုင်ရမှာဆိုတော့ညောင်းလို့ဆိုပြီးတော့ကိုယ့်ကိုညာအဲ့ဒါမျိုးကိုကာယမစ္စေရကရုဏောကိုယ့်ကိုညာတဲ့အပေါ်မှာအလေးထားတဲ့ပုဂ္ဂိုလ်ကုသိုလ်ရေးကိစ္စမှာကိုယ့်ကိုညာအေးကုသိုလ်ရေးတာညာတာတယ်လီဗီရှင်းကြည့်ရမယ်ဆိုတညလုံးထိုင်ကြည့်မယ်ဇက်ကားခေါင်းရင်အဲ့ကြတော့ကိုယ့်ကိုမညာတော့ဘူးနော်ဂိမ်းဆော့ရမယ်ဆိုလည်းကိုယ့်ကိုမညာဘူးပွဲသွားရမယ်ဆိုလည်းကိုယ့်ကိုမညာဘူးညာလုံးမောက်ကြည့်ကောင်းတဲ့အလုပ်လုပ်ရမယ်ဆိုရင်လူတွေကကိုယ့်ကိုညာတတ်တယ်နော်ကိုယ့်ကိုညာတာကိုကာယမစ္စေတာလို့သုံးထားတာဒီနေ့မစ္စေတာဆိုတာနှမျောတာလေကိုယ်ခန္ဓာကိုယ်လေးကိုနှမျောတာပင်မမှာစိုးတယ်အဲ့ဒီပင်မမှာစိုးတဲ့ပုံမှာအလေးထားတဲ့ပုဂ္ဂိုလ်အဲ့လိုအလေးထားပြီးတရိရဒုက္ခခိတ္တတာတက်တော့နေတဲ့ပုံမှာမမောတယ်ဘလို့ဖြစ်တဲ့သာနေခြင်းနဲ့ဆဲတဲ့အလုပ်မလုပ်ချင်ဘူးပင်မနဲ့အလုပ်ကိုမလုပ်ချင်ဘူးတက်တာခံနေဆိုတာမျိုးပေါ့အေးကောင်းတာရဖို့ရကြတော့တက်တာခံနေလို့ရချင်မှရတာလေကြိုးစားမှရတာစီပွားရှာလဲကြိုးစားရတာမိုးရတယ်နေပူတယ်အေးတယ်ပူတယ်ဆိုတော့တွက်နေလို့မရဘူးနော်အေးတာပူတာဘိုက်စားတာထမင်းဝါတာဒါတွေကိုထက်သွင်းမစင်စားပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အခါဆိုရင်ရွချွတ်လိုက်လှုပ်တဲ့ပုဂ္ဂိုလ်တွေသာကြီးပွားတိုးတက်သွားတာကိုကိုညာပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကကြီးပွားတိုးတက်မှုမရှိဘူးကိုညာနေကုသိုလ်ကောင်းမှုလည်းပဲမရနိုင်ဘူးအဲ့ဒီပုဂ္ဂိုလ်တွေကိုညာလို့ဥပုပ်မှန်အောင်မဆောင်နိုင်ဘူးကိုညာလို့တရားကြမထိုင်နိုင်ဘူးဆိုတာတွေဟာကိုညာပြီးတော့ချမ်းသာမှုကိုမမောနေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုတယ်ပေါ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဖြစ်နေမယ်ဟ
ဟေယမာနေနှုတ်ထေအဲ့လိုအခြေအနေမျိုးဖြစ်တဲ့အခါလူဘဝဆိုတာတနေ့ပြီးတနေ့ဆိုးရွားလာတာလူတိုင်းဟာငယ်ရွယ်တဲ့အရွယ်ကနေပြီးတော့တဖြည်းဖြည်းအသက်ကကြီးပြီးတနေ့တခြားကြီးgetting older and older ဆိုတာအသက်ကကြီးလာအသက်ကြီးလာတာဟာရိုးကြီးလာတာဟာတိုးတက်လာတာမဟုတ်ပဲနဲ့နုပြုမှုတွေဆုံးရှုံးသွားတယ်အင်အားတွေဆုံးရှုံးသွားတယ်မျက်စိရဲ့မျက်နှာစွမ်းအားတွေဆုံးရှုံးသွားတယ်နားရဲ့ကြားနိုင်စွမ်းတွေဆုံးရှုံးသွားရဲ့ဝါနိုင်တဲ့အင်အားတွေဆုံးရှုံးသွားတယ်လုံနိုင်ကိုင်းနိုင်တဲ့အားတွေဟာဆုံးရှုံးသွားတာတက်ကြီးလာပြီဆိုဆုံးရှုံးတာနော်အဲ့တော့မဆုံးရှုံးခင်လူတွေကကြိုးစားဖေးရမှနေအနုတ္ထေအခုလူဆိုတာအဆိုးဘက်ကိုရောက်တဖြည်းဖြည်းပြောင်းသွားတာယုံလျော့တဲ့ဘက်ကိုပြောင်းသွားအဆောက်အဦတွေလည်းတူတူပဲလေအကောင်းပဲပြောင်းလာတာမဟုတ်အဆောက်အဦလေးအသစ်ကလေးဆောက်ပြီးလာပါဆေးတွေပါတွေတုတ်ထားပြီးကတော့ဆောက်အဦလေးလှတယ်နောက်နှစ်ခါကျဟောင်းလာနောက်နှစ်ခါကျဟောင်းလာနောက်တစ်ဖြည်းဖြည်းဟောင်းနော်အဝတ်ရောဝယ်ပြီးကစားဆိုင်ကဝယ်လာတော့ကအသစ်လေးဒီနေ့ဝတ်လိုက်ဖော်လိုက်နဲ့ဟောင်းသွားတာပို့ပြီးတော့တစ်လာတယ်ဆိုတာမရှိဘူးလူမှလည်းပို့ပြီးတော့ကောင်းလာတယ်ဆိုတာမရှိဘူးဆိုးရုပ်နေတာအများတာအဲ့ဒီလိုဆိုးရုပ်နေတာမှန်သိရတဲ့နဲ့ကြိုးပမ်းအထောက်မှုမလုပ်ဘူးကိုယ်ခန္ဓာကိုယ်ငဲ့ညာနေမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေမှာတဲ့ကုတောသမဏဒုက္ခတာယဟန်တွေရနိုင်တဲ့ချမ်းသာဒုက္ခလူတွေရနိုင်တဲ့ချမ်းသာဒုက္ခဆိုဘယ်တော့ရမလဲဘယ်တော့မှမရဘူးလို့သူဆိုလို့ရပေါ့နော်ကျိုးစားအထုံဘုရားလောင်ကြည့်လေသူစိန်ခမ်းနေလို့ရှိရင်ဘုရားဖြစ်ဖို့ဆိုဘယ်လိုလုပ်ပါတော့ပြီဒါနကောင်းမှုလုပ်တဲ့အခါမှာအစစ်30နဲ့လုပ်တယ်ပထမကိုသုံးလို့ရတဲ့ပစ္စည်းတွေဗဟိတပြမပစ္စည်းတွေကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုရှော့ချပြီးတော့ပြမပစ္စည်းတွေကိုလှူတာဒါနပါရမီနောက်ကိုယ်ခန္ဓာကိုယ်ရဲ့သွေးသားခြေလက်အင်္ဂါတွေကိုလှူတာဒါနဥပပါရမီနောက်အသက်ပါလှူတာဒါနပရမတ္ထပါရမီဟောဒါနကိုပဲအဆင့်30နဲ့ပါရမီဖြစ်ရတယ်ဘလောက်ပင်မဆင်းရဲမယ်ဆိုတာစဉ်းစားကြည့်သီလလည်းပဲထို့တူပဲပထမပစ္စည်းဥစ္စာအဆုံးခံပြီးတော့သီလဆောင်ဒီနေ့အလုံးမလုံးလို့ရှိရင်ဒီနေ့ရเสียမရဘူးမရခြင်းနေပါစေဆုံးခံပြီးသီလဆောင်သီလပါရမီကိုယ်ခန္ဓာအင်္ဂါခြေလက်ဥပုသ်ဆောင်လို့ရှိရင်ဘိုင်းနာမယ်စာအင်္ဂါ gastric တွေထွက်မယ်ယောဂရမယ်ဖြစ်ပါစေသီလစအောင်ဆောင်မယ်ဟောသီလဥပပါရမီအသက်သေးခြင်းသေးပါစေအသက်ကိုစွန့်ပြီးတော့သီလဆောက်တာကြသီလပရမတ္ထပါရမီပါရမီ10ပါးကိုအဲ့လိုအဆင့်30နဲ့ပါရမီ10ပါးအပြာ30ဆိုတာအဲ့တော့ပြောတာအဆင့်30နဲ့အဆင့်30နဲ့ဖះလောင်းနေဟာဖြစ်ကျင်သွားတယ်တစ်ဆင့်ပြီးတစ်ဆင့်တိုးမြင့်ပြီးတော့လှုပ်သွားတာဖြစ်တယ်နောက်ဆုံးအသက်ဆုံးပြီးလှုပ်သွားတာဖြစ်အဲ့ဒါလိုခန္ဓာကိုယ်မညာမတာလောက်ကင်လုံနိုင်မှဘုရားဖြစ်ဖို့သာထားပါဆယ်ရန်လေးကိုဂုံတူးလေးနဲ့အောင်ဖို့အတွက်ခုခေတ်ကလေးတွေကျုံသွင်းထားတယ်မဟုတ်လားနော်ပေါ်ရတော်တွေပို့ပြီးတော့တနေ့ကချက်ခိုင်းနေရတာမဟုတ်လားမိဘကအထုပ်အပိုးနဲ့ငါပို့ထားရင်ငွေပုံကြီးကြခံပြီးတော့လှုပ်တာဘာကြောင့်ဆယ်တန်းလေးကိုဒီလေးနဲ့အောင်မစေဆိုပြီးလှုပ်တာပဲလေအဲ့ဒါသူဒီလိုမလုံးနိုင်ဘူးဆိုလို့ရှိရင်အောင်မိုးရခဲနေလေထို့တူပဲဘယ်ရာပဲဖြစ်ဖြစ်ကြိုးစားအထောက်မှုမရှိဘူးဆိုရင်ကုတောသမဏဒုက္ခတာအောင်မြင်မှုဆိုတာဘယ်တော့လာမလဲဘယ်တော့မှမလာတော့သူတို့ဆိုလို့ဘဝမှာကြီးပွားတိုးတက်မှုဆိုဘယ်တော့မှမရဘူးတဲ့ဒီအိဗယ်ကိုဆိုလိုတာနော်ဘယ်တော့မှကြီးပွားတိုးတက်မှုရမှာမဟုတ်ဘူးလို့ပြောတယ်ဉာဏ်နေလည်းဘယ်တော့မှသမဏဒုက္ခကိုရမှာ
သမဏဒုက္ခဆိုတာဘာလဲရှင်ထဲမှာပူလောင်တဲ့ကိလေသာအညစ်အကြေးတွေကင်းသွားပြီးတော့ထာဝရငြိမ်းအေးတဲ့အေးဓာတ်ကိုရအငြိမ်းဓာတ်ကိုရတာဖြစ်တယ်အဲ့တော့လူချင်းနဲ့အစစ်မြင့်မြင့်အရေးချင်းတစ်ခုကိုရဖို့ဟာကိုယ်ကာယကိုညားမနေနဲ့ကိုယ်ခန္ဓာကိုမညာနဲ့ချမ်းသာဒုက္ခကိုမမောတွေ့တာပြီးတော့မနေနဲ့ကြိုးကြိုးစားစားအလုပ်မလုပ်လို့ရှိရင်ဆုပ်ယုပ်နေတဲ့ဟာကကိုယ်ကိုရပ်ပြီးတော့စောင့်နေမှာမဟုတ်ဘူးတဲ့။အိုခြင်းတရားကလည်းကိုယ်ကိုရပ်ဆောင်မှာမဟုတ်ဘူး။သိခြင်းတရားကလည်းကိုယ်ကိုရပ်ပြီးတော့စောင့်နေမှာမဟုတ်ဘူး။ဆိုင်နေမှာလည်းမဟုတ်ဘူး။နော်။ဒါကြောင့်မို့ကြိုးစားအထောက်ပါလို့ဒီအတိပဲရှန္ဒနာမထေရကဆုံးမစကားလောကမှာစီးပွားပဲရှားရှားပညာပဲရှားရှားကိုယ့်ကိုငဲ့ညာနေလို့ဘာမှမရဘူးလို့ဒီလိုပြောတာနော်ကြိုးစားခိုင်းတယ်ဗမာပြည်ကလူတွေစဉ်းစားကြည့်လိုက်ဥရောပကလူတွေဘာကြောင့်တိုးတက်လဲဗမာပြည်ကလူတွေကသူတို့လိုဘာကြောင့်မဖြစ်တယ်လဲအများစုကိုကြည့်လိုက်မယ်ဗမာပြည်ကလူတွေကဘာကြောင့်ဥရောပတွေလိုစမှုလက်မှုတွေထွန်းကားတဲ့နိုင်ငံကြီးစီးပွားရေးတိုးတက်တဲ့နိုင်ငံကြီးဘာကြောင့်မဖြစ်လဲအကြောင်းတွေများစွာရှိမယ်အဲ့ထက်မဲ့အရေးကြီးဆုံးအကြောင်းကတော့ဘာလို့ဆိုကျိုးပန်းအထုံးမှုလုံလဝိရိယဥရောပလူတွေကကြိုးစားမှုမြန်မာတွေတဲ့တာတယ်လို့ပြောအောင်ဖြစ်တယ်ဘာကြောင့်တာနေတာတော့ဗမာပြည်ကလူတွေကဘာကြောင့်မကြိုးစားတာလဲဗမာပြည်ကလူတွေကဘယ်ကြိုးစားမှာတော့ထမင်းကအလွယ်တကူစားလို့ရတယ်လေအလွယ်တကူစားလို့ရတယ်ဘဝမှာလည်းပဲအခက်အခဲတွေကိုများစွာရင်ဆိုင်မရပဲနဲ့အလွယ်တကူနေနိုင်တယ်ချမ်းသာသာနေနိုင်တယ်ဟိုဥရောပကလူတွေကဆောင်းရသည်ရောက်ပြီဆိုရင်စနိုးတွေကြဘာမှရှာလို့မရဘာမှစိုက်ပျိုးလို့မရတဲ့ဆောင်းရသည်မျိုးတွေနဲ့ခဏခဏရင်ဆိုင်ရရောက်ခုတဲ့ပုဂ္ဂိုလ်တွေသိမယ်စနိုးဆိုတာမြေပြင်ကြီးတစ်ခုလုံးကိုနှင်းနေဖုံးသွားတယ်နှင်းကဲတွေဖုံးသွားတယ်မြန်မာပြည်အလူတွေကဒီမန္တလေးတို့ဘာလို့မြင်မှုတာနှင်းကြီးပဲမြင်မှုတာနော်နှင်းကြပဲဆိုတာခြေပေါက်ကလေးတွေပဲတွေ့ဘူးဟိုဘုဒ္ဓအိုတို့ဘာလို့ဟုတ်တဲ့ခခပူရာစီတို့ဘာလို့ကြာစနိုးကမောင်တင်းဆိုတာရှိအဲ့ဒီဥရောပကလူတွေကဆောင်းရသည်ရောက်ပြီဆိုလို့ရှိရင်မြေပြင်ကြီးတစ်ခုလုံးစနိုးလို့ခေါ်တယ်နှင်းကဲတွေဖုံးသွားတယ်အဲ့ဒီဖုံးသွားတဲ့နှင်းကဲတွေဟာဒီတိုင်းနေတာမဟုတ်ဘူးရာသီဥတုကတိုးမြင့်ပြီးတော့အေးလိုက်တယ်0အောက်ရောက်သွားပြီအဲ့စနိုးကြတာဟိုရင်းလောက်မှကြာဖာရင်ဟိုက်သူကစင်တီဂရိတ်30 40 20 30အဲ့လောက်မှသူကစနိုးတွေကြာအဲ့ဒီရောက်သွားလို့ရှိရင်ဒီစနိုးအမှုန်ကခဲသွားရှေ့ကဲပြင်းကြီးဖြစ်သွား0အောက်ရောက်သွားရင်ခဲသွားခဲသွားတဲ့ပေါ့လမ်းလျှောက်ဖို့မကြိုးစားနဲ့ဘိုင်းကနေလဲသွားမယ်လဲသွားရင်ပြန်မထနိုင်လို့ရှိရင်ရှေ့ခဲတယ်လို့လူဟာလည်းပဲသွေးခဲပြီးတော့သေသွားအင်တန်အေးတဲ့အချိန်မှာလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့လက်ဖြားခြေဖြားနှာခေါင်းဖြားနေရွက်ဖြားလေးတွေဟာသွေးမရောက်တဲ့အခါကျတော့မဲလာအဲ့ဒါကိုနော် frozen bite လို့ခေါ်တယ်အင်္ဂလိပ်လို frozen bite ဆိုရှေ့ကဲကြိုက်တဲ့ယောဂါလို့ခေါ်တယ်နှင်းကြိုက်တဲ့ယောဂါလို့လည်းပတ်သက်ပြန်နော်အဲ့ဒါအေးလို့ရှိရင်နှာခေါင်းလေးတွေမဲလာနှာခေါင်းထိပ်ဖြားလေးတွေမဲလာတယ်ခြေထောက်ဖြားလေးတွေလက်ဖြားလေးတွေနောက်နေရွက်ဖြားလေးတွေအဲ့ဒါတွေမဲသွား frozen bite နှင်းကြိုက်တဲ့ယောဂါခံအဲ့တော့သူတို့ကဘာလုပ်ရအောင်ဆိုဓာရီကိုကာကွယ်ဖို့အသက်ရှင်မှုအတွက်သူတို့ကအများအားလုံလောက်ဝိရလို့ဆိုလိုတာကတဘာဝရဲ့အန္တရာယ်တွေကိုအများအားတိုက်ပွဲဝင်နေရ fighting for survival ဆိုသက်ရှင်မှုအတွက်တိုက်နေရအေးစစ်စစ်နေနိုင်တာမဟုတ်ဘူးကြိုးစားရတယ်
စနိုးတွေကြပြီဆိုရင်ဖယ်ဖို့ကြိုးစားရတယ်မဖယ်ဘူးဆိုရင်မနဲ့အိယာထအိမ်ငါတောင်ဖွင့်လို့ရမှာမဟုတ်ဘူးစနိုးတွေမြုပ်နေတာကားတွေလည်းစနိုးတွေမြုပ်ကုန်းလုံးမြေကြီးရလည်းစနိုးတွေမြုပ်တခါတလေဒုက3ပေ4ပေထိအောင်ချတတ်တယ်စနိုးဆိုတာနော်တဲတွေလိုပဲစနိုးမုံနေကြပြီဆိုရင်ဒါတွေကိုကြိုးစားဆောင်ရသည်အတွက်စားဖို့ဆိုတာလဲကြိုတင်ပြီးတော့ရှာဖွေတူလောင်ထားကြရတယ်သူတို့ဆိုလိုတာကအဲ့လိုသဘာဝအန္တရာယ်တွေနဲ့နှစ်စဉ်ရင်ဆိုင်နေရတဲ့ဒေသကလူတွေဟာအသက်ရှင်မှုအတွက်သူတို့ဟာလုံလဝိရိယတွေပို့ဆိုင်ကြဗမာပြည်ကလူတွေကစောင်းကနေခြုံအဲ့လိုက်နှွေးသွားโอเคပဲနှွေးနေဒါလေးနဲ့ပဲနှက်နေမနဲ့လည်းစောရင်မချဘူးအေးတယ်ဆိုတက်တက်သားသားလေးနေလို့ရတယ်ဗမာပြည်သူတို့စီမှာအဲ့လိုတက်တက်သားသားနေလို့မရဘူးအသက်ရှင်မှုအတွက်ရုန်းကန်တိုက်ပွဲနေရတော့တိုက်ပွဲဝင်နေရတော့သူတို့ရဲ့လုံလဝိရိယတွေဟာကြီးမားလာတော့တီချွန်မှုတွေလောက်လာကြတယ်သူတို့သက်ရှင်မှုအတွက်စမှုတီထွင်ရတယ်သက်ရှင်မှုနေနိုင်မှုရတယ်တီထွင်ရဗမာပြည်ကတော့လွယ်လေးနဲ့စားရတယ်ဆိုတော့အေးဆေးဆေးပဲဘာမှမတီထွင်အဲ့တော့ကြီးပွားတိုးတက်မှုဟာလုံလဝိရိယရှိတာနဲ့မရှိတာကြောင့်မို့လို့အသိဉာဏ်ကလည်းထွက်မလာတော့ဘူးမကြိုးစားတဲ့အခါကျတော့ကြိုးစားမှအသိဝိညာဉ်ကလည်းထွက်လာတော့မကြိုးစားတော့ဗမာပြည်ကလူတွေကဘလောက်ကံကောင်းလို့ဆိုလို့ရှိရင်ဆောင်းရသည်လေပစိုးလေးခြုံလိုက်တာနဲ့နှွေးသွားโอเคပဲနော်အဲ့ဒါလို့ရှားသီဥဒုကမြတ်တာတဲ့နေရာစိုက်ပျိုးရေးလုပ်လိုက်ပဲဆိုရင်ထဲကလေးနဲ့ကလိလိုက်တာနဲ့သစ်ပင်လေးတွေပေါက်လာဘယ်နာစိုက်မြေဩဇာကောင်းဘယ်နေရာစိုက်ရတော့မြေကြီးကလည်းမျက်နှာသာပေးအလုံးကမျက်နှာသာပေးဆိုတော့ပြင်းရောပေါ့အမေအဖေကချမ်းသာတော့လိုလိုက်ထားတဲ့သားသမီးတို့ဖြစ်နေတာပေါ့ဟောပါဗျာကြိုးစားတော့လေအမေဖေကချမ်းသာတယ်ငါသားမလုံးနဲ့ဘာမလုံးနဲ့ဘာမလုံးနဲ့ဆိုဘာမလုံးတတ်တော့နောက်ကျသွားဘာမလုံးတတ်တော့အခက်ခဲနဲ့တွေ့ရင်လည်းမလုံးတတ်အဲ့တော့မကြိုးစားခြင်းရဲ့အပြစ်ကဘာလို့ဆိုမတိုးတက်ခြင်းပဲဖြစ်တယ်ပေါ့နော်မတိုးတက်ခြင်းဖြစ်အဲ့တော့ဘာကြောင့်မတိုးတက်တာတော့ဆိုရင်တခြားအကြောင်းတွေတော့ရှိကောင်းရှိတယ်ဒါဟာအဓိကအကြောင်းဖြစ်လောက်တယ်ဗမာပြည်ဟိုလွန်ခဲ့တဲ့အနှစ်20 30ရဲ့ဟိုဘက်မှာကြည့်မယ်ဆိုရင်ဗမာပြည်ရဲ့ရာသီဥတုကအလွန်ကောင်းတယ်အခုကနေ့ခေတ်မှာလားအပူတွေကမြင့်တက်လာတာဖြစ်တယ်ပေါ့ဒီအပူမြင့်တက်တာတော့သူများနိုင်ငံရဲ့အပူချိန်ကိုမမီသေးဘူးဒီနာအိန္ဒိယနိုင်ငံရဲ့အပူချိန်ကိုမမီသေးဘူးเนาะအဲ့ဒါလို့ရာသီဥတုကမျက်နှာသာပေးမြေကြီးကမျက်နှာသာပေးမြစ်တီချောင်းတွေကပေါ်ဆိုင်လို့ပြုတ်လို့ရလဲရအေးစေးစေးနဲ့ထမင်းတနတ်ပဲလဲစားစားရတဲ့ဒေသမျိုးမှာနေတဲ့လူကမကြောင်မကြမတောင်းမတသက်သာသလိုနေချာမှာပေါ့ဒါကြောင့်မို့မတိုးတက်ဘူးလို့ဆိုနိုင်တယ်ပေါ့အေးအဲ့ဒါလို့မလုပ်ရင်ဘဝမှာယက်တိနိုင်မှာမဟုတ်ဘူးဆိုတဲ့လူတွေဟာစူးစမ်းကြစူးစမ်းတဲ့လူတွေဟာအထက်ရောက်တာပဲဒါကြောင့်မို့ဝိရိယဝတ္တောကိဏမကမ္မနာသိစတိဝိရိယရှိတဲ့ပုဂ္ဂိုလ်တွေဘယ်မှာအထက်တန်းဒီဘယ်ကိစ္စမှမဆိုမပြီးနိုင်တဲ့ကိစ္စဆိုဘယ်မှာရှိမလဲနော် effort makes the impossible possible လုံလဝိရိယဟာမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပေးတယ်ဒီလိုစွမ်းရည်တတိရှိတဲ့လုံလဝိရိယတွေဟာရောကြလာတာဒါကြောင့်မို့ရှင်အနန္ဒာရဲ့အမတ်တရားတတိပေးစကားဟာဓမ္မတမိုးရှိတယ်နော်တို့တွေဟာဘယ်ကိစ္စပဲဖြစ်ဖြစ်အစင်းမြင့်တိုးတက်ခြင်းနဲ့အသိဉာဏ်ရခြင်းနဲ့စီးပွားရေးတိုးတက်ခြင်းနဲ့ပညာရေးတိုးတက်ခြင်းနဲ့လူမှုရေးဘက်ကလည်းတိုးတက်ခြင်းနဲ့ဘဝကိုမြင့်တင်ခြင်းနဲ့တန်တရားဝကလွတ်ခြင်းနဲ့ဆိုရင်ဘာလို့ရမလဲကြိုးစားအထောက်အမှာပဲဖြစ်တယ်ဟောမကလည်းလမ်းကြောင်းကြိုးစားအဲ့ဒါကိုဆုံးမတာဒီဟာအမှန်တမ်းတန်ဖို့ရှိတဲ့ဆုံးမစကားအဲ့ဒီအချိန်မှာလူအများစုကဘာဖြစ်ကာယမစ္စေရကရုဏောကိုညာတဲ့အလေးထားတွေရှိလာတယ်လေပြုတ်လာတယ်တရိရသူ
က္ခခိဋ္ဌတာတက်တောင့်တက်တာနေရတဲ့ပုံမှာမမောတယ်တွေ့တာဟေယမနေအနုထေဘယ်လိုပဲနေဘဝဆိုတာဆုပ်ယုပ်လာတာဘယ်ရာဝတ္ထုပဲဖြစ်တဖြည်းဖြည်းဆုပ်ယုပ်လာအဲ့လိုဆုပ်ယုပ်လာတဲ့ဟာမလုတ်ဖဲနေမရဘူးတဲ့လောက်ရမှာဖြစ်တယ်ကြိုးစားအထောက်မှာဖြစ်တယ်ကုတောသမဏဒုက္ခတာမလုတ်ဖဲနဲ့တက်တာသလိုနေသွားလို့ရှိရင်ဘယ်တော့မှတည်တဲ့သားတဲ့တိုးတက်မှုဆိုတဲ့ချမ်းသာဒုက္ခမျိုးကိုရမှာမဟုတ်ဘူးဆိုတာဒါသတိပေးလိုက်တဲ့စကားပဲเนาะအဲ့ဒီသတိပေးတဲ့စကားအတိုင်းလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်ဒါကရှင်နန္ဒမထေရရဲ့အမှတ်တရစကားတွေဟာဘဝတိုးတက်ချီးပွားရေးအတွက်ပြင့်တင်ပေးတဲ့စကားတွေပဲဖြစ်တယ်ကိုယ်ကိုယ်တိုင်သုံးချတတ်မယ်ဆိုလို့ရှိရင်တန်ဖိုးမပြတ်နိုင်ဘူးအေးတန်မြာထဲမှာအေးစစ်စစ်ကိုညားနေမယ်ဆိုလို့ရှိရင်ဒီတဲ့ဆိုးတဲ့ဒုက္ခနဲ့တွေ့သွားနိုင်သေးတယ်ဒါကြောင့်ခန္ဓာကိုယ်မညာပဲနဲ့ကုသိုလ်တရားမြတ်မြတ်ရအောင်ကြိုးစားအထောက်မဲ့ဆိုလို့ရှိရင်တန်မြာဝဆင်းကလွတ်ပြီးတော့နိဗ္ဗာန်ချမ်းသာတရားရရှိသွားနိုင်တယ်ဒီလိုဆိုလိုတာနော်တန်မြာဝဆင်းကလွတ်ချင်တယ်ဆိုကြိုးစားကိုမညာနဲ့ရှိထားတဲ့ချမ်းသာလေးပေါ်မှာမမောမနေနဲ့ဒီတဲ့မြင့်တဲ့ချမ်းသာကိုရှားခြင်းလက်ရှိချမ်းသာလေးကိုမမောမနေနဲ့မြတ်စွာဘုရားကတမန်လူတွေခံစားတဲ့ချမ်းသာကိုဘယ်လိုခေါ်တော့ဆိုလို့ရှိရင်ကာမဒုက္ခလူတွေရရှိထားတဲ့ချမ်းသာဒုက္ခဒီမျက်စိနဲ့နှစ်သက်စရာအာယုံကိုမြင်ရလို့စိတ်ချမ်းသာတာနားနဲ့တားရတဲ့အတန်ကိုကြားရပြီးစိတ်ချမ်းသာတာနှာခေါင်းနဲ့မွေးကြိုင်တဲ့အနံ့ကိုနမ်းရှူရပြီးစိတ်ချမ်းသာမှုကိုယ်ကာယနဲ့ညညောတဲ့အထိတွေ့ပြီးတော့စိတ်ချမ်းသာရမှုရရှိလာတဲ့စိတ်ချမ်းသာမှုကိုကာမဒုက္ခလို့ခေါ်တယ်အဲ့ဒီကာမဒုက္ခသည်အရိယသူတော်စင်တွေအနေနဲ့မမောလောက်တဲ့ဒုက္ခမဟုတ်ဘူးတဲ့ယွန်းစရာကောင်းတဲ့ဒုက္ခဖြစ်လို့နော်မိလဒုက္ခတဲ့မစင်လို့ချမ်းသာမျိုးလို့ဆိုမိလဒုက္ခယွန်းစရာကောင်းတဲ့ချမ်းသာမျိုးတေယဒုက္ခပတ္တဒုက္ခအိမ်နေရရင်ဟိုဘက်ဆောင်အိမ်လိုက်ဒီဘက်ဆောင်အိမ်လိုက်အဲ့လိုကအမတန်ကောင်းအဲ့ဒီချမ်းသာမျိုးအဲ့ဒီချမ်းသာမျိုးပေါ်မှာဆွဲမဲ့ပြီးတော့နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှဒီတဲ့ကောင်းတဲ့ချမ်းသာမျိုးမရနိုင်ဘူး။ဘာလို့ဆိုဒီပေါ်မှာသူတွေ့တာနေတာဟုတ်။အိစက်နာနေရတဲ့ချမ်းသာကိုချမ်းသာကြီးထင်ပြီးတော့အဲ့ဒီကမစွန့်နိုင်မထွက်နိုင်မခွာနိုင်ဖြစ်တယ်။တကယ်ရိယသူတော်စင်နေရတဲ့ချမ်းသာမျိုးကဘာလဲနိက္ခမဒုက္ခခုနချမ်းသာတွေကနေထွက်ခွာရဆုတ်ခွာရဆုတ်ခွာပြီးတော့တရားနဲ့ရရှိလာတဲ့ချမ်းသာဒုက္ခဖြစ်ရလောဘမပါတဲ့ချမ်းသာဒေါသမပါတဲ့ချမ်းသာမောဟမမာနအိတ်တပစ္စည်းရာတွေမပါတဲ့အကုသိုလ်တွေကင်းတဲ့ကာမဂုဏ်အာယုန်တွေကထွက်ခွာတဲ့ချမ်းသာမျိုးနိက္ခမဒုက္ခလို့ခေါ်တယ်အဲ့ဒီနိက္ခမဒုက္ခသည်ရင်နဲ့နှလုံးနဲ့ထိအောင်စိတ်ပူစရာမရှိအေးချမ်းနေသောကြောင့်ဥပတ္တမဒုက္ခလို့ခေါ်တယ်ခုနပြောတဲ့လူတကာရရှိခံစားနိုင်တဲ့ကာမဒုက္ခတေယဒုက္ခပတ္တဒုက္ခမိလဒုက္ခတွေဟာတမန်တရိစ္ဆာန်တွေတောင်ခံစားနိုင်တဲ့ဒုက္ခပဲခွေးတကောင်ကြည့်လေခွေးလေးအိတ်နေသူ့နဲ့တေယဒုက္ခပတ္တဒုက္ခရှိတာစိတ်ကြအိတ်အဲ့ဒီဒုက္ခလူတွေမှရတာမဟုတ်တိရစ္ဆာန်တွေလည်းရအိတ်ကြအိတ်လို့ရတဲ့ချမ်းသာဒုက္ခမျိုးကိုစွန့်လွတ်ရမယ်တဲ့စွန့်လွတ်ပြီးတော့ပါတော့နိက္ခမဒုက္ခဥပတ္တမဒုက္ခပဝိဝေကဒုက္ခကမ္မဂုအာယုန်နဲ့ဝေးတဲ့တရားနဲ့ပြောင်းမွေးနိုင်တဲ့ဒုက္ခမျိုးရအောင်တော့အဲ့လိုရအောင်ကြိုးစားနိုင်မှနော်ကမ္မဂုအာယုန်ကိုစွန့်ခွာနိုင်မှမြင့်မြတ်တဲ့ချမ်းသာဒုက္ခကိုဆင့်မြင့်တဲ့ချမ်းသာကိုရမှာဖြစ်တယ်ဒီအဓိပ္ပာယ်ကိုရှင်အနန္ဒမထေရကကြိုးစားဖို့တိုက်တွန်းတာပဲဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ရှင်အနန္ဒမထေရရဲ့အမှတ်တရစကားများဟာဘဝလမ်းကြောင်းအတွက်တိမ်ဆောင်မှုမရှိအောင်ဓမ္မလမ်းကြောင်းကိုညွှန်ပြထားခြင်းဖြစ်လို့
ရှင်နန္ဒမထေရမြတ်ညွှန်ပြတဲ့ဓမ္မလမ်းကြောင်းအတိုင်းမိမိတို့ကြိုးစားအထောက်ခါလိုက်နာဆောင်ရွက်ကြမယ်ဆိုရင်လက်ရှိရနေတဲ့ချမ်းသာဒုက္ခတဲ့အစပေါင်းများစွာတာလွန်မြင့်မြတ်တဲ့ချမ်းသာဒုက္ခမျိုးနောက်ဆုံးနိဗ္ဗာန်ချမ်းသာမျိုးရရှိကြမှာဖြစ်တယ်လို့ကိုယ်စီယုံကြည်ပြီးကျင့်ကြံကြိုးကိုပွားများအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဤယံကွာချမ်းသာကြပါစေတတ္တဝါများစွာဤယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဓမ္မောတတံပိဝိတဝါနဝိသာတဗေတမုဟတံအာဇရမရတိတိဘာဝံနိဗ္ဗာနံယန္တုသာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောင်းကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသံတဗေပုဇာနှင့်နောက်ကိလေသာစေတောင်းဟုသမျှတို့သည်သမုဟတပိဉ္ချဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပြီးမရောက်အောင်ပဲ့ဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်ထသောတိတိဘဝကိရိတာဟုပုခတိကင်းခြင်းရာအစဉ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ရှန္တုပါရမီအစဉ်စဉ်မြင့်တဲ့မြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်တည်းဒါလေးနည်းနည်းလေးကိုတောက်ဒါလေးနည်းနည်းလေးကိုတောက်ပြီးတော့